တဲဦးတွေကိုကြက်ဦးတွေဖောက်ထည့်လိုက်တဲ့အချိန်မှာပဲတားဖြစ်သူကအမြန်ဆွဲယူပြီးပါဇက်ထဲတန်းထည့်လိုက်ပါတယ်အဲ့ဒီခါမှာမိခင်ဖြစ်သူဟာတပြင်းရှည်ကြီးကိုသာခက်လေးလေးချလိုက်ပါတော့လေဘာဖြစ်လို့လဲဆိုတော့သူမရဲ့သားလေးဟာညံရည်မမီတဲ့ကလေးတယောက်ဖြစ်နေလို့ပါပဲသူဟာသွားတိုက်ရင်သွားတိုက်စေအစားဆက်ပြာကိုတုံးတက်ပြီးခေါင်းလျှော်တဲ့အခါမှာတော့ဆက်ပြာအစားသွားတိုက်စေကိုတုံးတက်ပါတယ်ဒီလိုနဲ့နေ့စဉ်ရက်ဆက်မိခင်ဖြစ်သူကပဲရေချိုးပြီးအဝတ်စားဝတ်ပေးပြီးသူ့အတွက်အရာအားလုံးကိုပြုစုယူရပေးခဲ့ရပါတယ်ဒီလိုနဲ့အချင်းကလေးဖြတ်ထန်းလာလိုက်တာနေပေါင်း30တောင်ကြာခဲ့ပြီပေါ့ဒီနေ့မှာတော့မိခင်ဖြစ်သူဟာပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုစတင်ခံစားလာရပါတယ်ဆေးစစ်ကြည့်လိုက်တဲ့အခါမှာတော့သူမမှာဦးနှောက်ကင်ဆာဖြစ်နေပြီးအသက်ရှင်ဖို့6လပဲအချိန်ကျန်တော့တယ်ဆိုတာကိုသိလိုက်ရပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အချိန်သူမရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားခဲ့ရပါတယ်သူမရဲ့စိတ်ထဲမှာမိခွန်းတစ်ခုတည်းသာပဲ့သိမ့်ထပ်နေခဲ့ပါတယ်ငါမရှိတော့ရင်ငါသားလေးဘာဆက်ဖြစ်မလဲဆိုတာပါပဲစောင်းရှောက်ရေးကေဟာအများစွာကိုသူမသွားရောက်လေ့လာခဲ့ပေမဲ့နေရာတိုင်းဟာသူမအတွက်တော့အကျဉ်းတောင်တစ်ခုလိုခံစားရစေပါတယ်ဘာဆက်လို့ရမှန်းသူမစဉ်းစားလို့မရခဲ့ပါဘူးနောက်ဆုံးမှာတော့သူမဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားချလိုက်ပါတယ်အဲ့ဒါကတော့သူမရဲ့သားကိုကိုယ့်ခြေတော်ပေါ်ကိုရက်တည်နိုင်အောင်တင်ပေးမယ်ဆိုတာပါပဲနေတိုင်းကြက်ဥဘလို့ကြော်ရမလဲဆိုတာတင်ပေးပေမဲ့သားဖြစ်သူကတော့အကျဉ်းတိုင်းမှာလွဲချောနေခဲ့ပါတယ်လမ်းကြောင်းနဲ့မှတ်မိစေဖို့ဘက်ကပေါ်တင်ခေါ်သွားပေမဲ့အဲ့ဒါကိုလည်းသူနားမလဲခဲ့ရှာပါဘူးဒါနဲ့သူ့လိုကလေးမျိုးကိုဘလို့တင်ပေးရမလဲဆိုတာကိုလေ့လာဖို့စာအုပ်တွေဝယ်လာခဲ့ပါတယ်မျိုးရဲ့ဘက်ကပြေးဆွဲတဲ့လမ်းကြောင်းတွေကိုအယောင်အဆွဲစုံလင်တဲ့ပုံလေးတွေအဖြစ်ပြောင်းလဲရေးဆွဲလိုက်ပြီးဒီအဆောက်အဦကိုမြင်ရင်ကားပေါ်ကဆေးမှသားလို့စိတ်ရှိလက်ရှိတင်ပေးခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူ့လမ်းတွေကိုမှဲ့မိလာပါတော့တယ်ဒီနေ့မှာတော့ကြက်ဥချော်နေတုန်းဒဲဥကိုကင်ထားဖို့သူမကညင်ညင်သားသားလေးပြောလိုက်ပါတယ်ဒီတစ်ခါမှာတော့သူကကြက်ဥကိုပြီးပြည့်စုံအောင်ချော်နိုင်ခဲ့ပါပြီဂက်စ်မီကိုသမင်းပေါင်းအိုရေခဲတဲ့စတဲ့အရာအလုံးကိုအမီစာရွက်လေးတွေကတ်ပေးထားပြီးအလုပ်တစ်ခုချင်းစီအတွက်လုပ်ရမယ့်အဆင့်တိုင်းကိုရေးမှတ်ထားပေးခဲ့ပါတယ်တားဖြစ်သူကလည်းတေးချဖတ်ပြီးညွန်ကြားချက်တွေအတိုင်းလိုက်လုပ်ခဲ့ပါတယ်မကြခင်မှာပဲသူကိုယ်တိုင်သမင်းဟင်းတဲ့စာကိုချက်ပြုတ်နိုင်လာပါပြီမိခင်ဖြစ်သူရဲ့မျက်လုံးတွေမှာတော့ဝမ်းသာမျက်ရည်တွေပြည့်လန်လာခဲ့ပါတော့တယ်အဲ့ဒီညမှာသူမကမနှက်ဖြန်ကြရင်တားအလုပ်ကိုဘာသာကိုတွားရမယ်နော်လို့ပြောလိုက်ပါတယ်မနှက်မိုးလင်းလို့သူမနိုးလာတဲ့အခါမှာတော့တားဖြစ်သူကအလုပ်တွားနေခဲ့ပါပြီမုတ်ဖောက်လုပ်ငန်းကိုသူမရောက်တဲ့အခါတားဖြစ်သူကဖြုံးရွှင်စွာနဲ့အလုပ်ကိုအပြည့်အဝအာယုံဆွဲပြီးလုပ်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းကြည်နူးစွာပြုံးလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကပြန်ပေါ်လာခဲ့ပါတယ်ဆေးမတိုက်ရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ဆရာဝန်ကသတိပေးပါတယ်မိခင်ဖြစ်သူနားလဲလိုက်ပါပြီနှုတ်ဆက်ရမယ့်အချိန်နီးကပ်လာပြီဆိုတာကိုပေါ့ဒီဆုံးချင်းဆိုတာကိုတားဖြစ်သူနားလဲစေဖို့အတွက်သူ့ကိုနားရဲတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာရောက်တော့မှလူတယောက်တေဆုံးသွားရင်ဘယ်တော့မှပြင်မလာတော့ဘူးဆိုတာကိုသူပထမဆုံးအချိန်နားလဲသွားခဲ့ပါတယ်သူအရန်ထိတ်လန့်သွားပြီးနားနှစ်ဖက်ကိုပိတ်အဝေးကိုပြေးသွားပြီးမိခင်ဖြစ်သူကိုတင်းကျပ်စွာဖတ်ထားတဲ့ငိုချလိုက်ပါတော့တယ်အမေတားကိုထားမသွားပါနဲ့နော်အဲ့ဒီနေ့စပြီးတားဖြစ်သူဟာနည်းနည်းပိုပြီးရင့်ကျက်လာခဲ့ပါတယ်6လဆိုတဲ့အချိန်လေးကုန်သွားခဲ့ပြီပေါ့သူဟာကိုယ့်ဘာသာကိုဘယ်လိုရပ်တည်ရမလဲဆိုတာကိုသင်ယူတက်မြောက်နေပေမဲ့မိခင်ဖြစ်သူရဲ့ကျမ်းမာရေးအခြေအနေကတော့အလွန်ကိုဆိုးရွားလာခဲ့ပါတယ်တမနစ်ကသူမကဒီနေ့အလုံးမသွားပါနဲ့တာရဲလို့အမေကိုပင်လေစီကိုခေါ်သွားပေးပါလို့တောင်းဆိုခဲ့ပါတယ်သူဟာမိခင်ဖြစ်သူကိုကြောပေါ်မှာပိုးပြီးကန်းရှည်စီကိုခေါ်သွားခဲ့ပါတယ်ကန်းရှည်မှာထိုင်နေငယ်ငယ်တော့အမေဖြစ်သူတိတ်တဲ့အခါဆိုပြတတ်တဲ့တခြင်းလေးကိုသူကပြန်ဆိုပြနေခဲ့ပါတယ်မိခင်ဖြစ်သူငိမ့်ချမ်းစွာပြုံးလိုက်ပါတယ်ပြီးတော့သူမရဲ့လက်တွေဟာသူ့ပခုံးပေါ်ကနေတဖြည်းဖြည်းလျော့ကျသွားခဲ့ပါတယ်အမေဟာထာဝရအိတ်မောသွားခဲ့ပါသည်သူမရဲ့နာရဲနဲ့မှာတော့တားဖြစ်သူဟာပြုံးနေခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ကိုမိထင်ကြရတဲ့အခါမှာတော့သူဆက်ပြီးပြုံးနေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာအမြဲတမ်းပြုံးနေမယ်လို့အမေကိုကတိပေးထားခဲ့လို့ပါပဲဒါပေမဲ့အဲ့ဒီအပြုံးရဲ့နောက်ခံမှာတော့သူ့မျက်နှာပေါ်မှာမျက်ရည်တွေတဆွင်ဆွင်စီးကျနေခဲ့ပါတော့တယ်ကဲနားဆင်သူမိတ်ဆွေရောသင်ရောထင်အမေကိုဒီလိုမျိုးစစ်ထန်တဲ့ကတိတစ်ခုပေးခဲ့ဘူးသလား